ဒီနေ့ညမှာတော့ Champions League Quarter Final ပွဲစဉ်နှစ်ပွဲရှိလို့နေပါတယ်ပထမပွဲစဉ်အနေနဲ့စပိန်အသင်းဖြစ်တဲ့ဘာစီလိုနာအသင်းနဲ့အက်တလီတီကိုမက်ဒရစ်အသင်းတွေရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီရာဒီအတင်း6ချိန်မြောက်တွေ့ဆုံမှုဖြစ်ပါတယ်ဘာစီလိုနာအသင်းက3ချိန်အနိုင်ရထားပြီးအက်တလီတီကိုကတော့2ချိန်အနိုင်ရထားပါတယ်ကိုပါဒယ်ရီပွဲစဉ်မှာတော့အက်တလီတီကိုကနှစ်ကြောပေါင်းရလက်နဲ့အနိုင်ရပြီးဘူလူပွဲကိုတက်ရောက်ထားတာပါပထမအကြောကဘာစီလိုနာအိမ်ကွင်းမှာအက်တလီတီကိုအသင်းကအနိုင်ရရှိထားတာပါအက်တလီတီကိုအသင်းဟာဘာစီလိုနာနဲ့ကန်ရမယ်ဒီနေ့ညပွဲစဉ်ကိုအပြည့်အဝအာရုံစိုက်ထားတာကိုတွေ့ရမှာပါစီဗီလာနဲ့ကန်ခဲ့တဲ့လာလီဂါပွဲစဉ်မှာအဓိကကစားသမားအများစုကိုအနားပေးထားခဲ့တာပါဘာစီလိုနာကတော့လာလီဂါပွဲစဉ်မှာလည်းဖလားရရှိကိုအရေးအာရုံစိုက်နေရတာပါဒီနေ့ညမှာကစားမဲ့ပွဲစဉ်မှာအက်တလီတီကိုအသင်းကတကိုးအသာနဲ့ရှုံးရင်တောင်နောက်တစ်ဆင့်တက်မှာသေးလို့တေချာပေါက်ခန်းစစ်တစားလာမှာပါဘာစီလိုနာအသင်းအတွက်ခက်ခဲတဲ့ညတညဖြစ်သွားဖို့များတဲ့အနေထားပါပဲနောက်ထပ်ပွဲစဉ်ကတော့လက်ရှိချန်ပီယံလိချန်ပီယံ PSG အသင်းနဲ့လီဗာပူးတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။ပြင်သစ်မီမှာကစားတော့ကခြေအသာကိုအသာနဲ့ PSG အသင်းမှအနိုင်ယူခဲ့တာပါ။အခုလီဗာပူးအသင်းရဲ့အန်ဖီမှာကစားမယ့်ပွဲစဉ်မှာလီဗာပူးအသင်းဘာတွေလွတ်ပြမလဲစောင့်ကြည့်ရပါပါ။လီဗာပူးအသင်းဟာစနေညမှာဖူးဟမ်နဲ့ကစားထားပြီးအနိုင်ရထားတယ်ဆိုပေမဲ့ PSG အသင်းကအနားရထားတာပါ။မနစ်ကလည်းလီဗာပူးကိုအနိုင်ရထားတဲ့ PSG အသင်းကပဲအနိုင်ရသွားမလားလီဗာပူးရဲ့မော်ဆန်ဆန်ကစားကွက်တွေနဲ့မနစ်ကရလက်ကိုလက်စားချေနိုင်မလားစောင့်ကြည့်ရမှာပါပရိသတ်ကြီးများရဲ့အမြင်ကောက်ကိုဘယ်လိုထင်သွားသလဲအမြင်လေးတွေပြောသွားကြပါအောင်ကျေးဇူးတင်ပါတယ်